Yeah.
ရှာခဲ့တဲ့အော်တော့ပင်ကိုလူပြောဆိုလဲဘရောပန်းမျက်နှာတွေသိပြန်တိုင်လိုက်နေအမေဦးကတော့အရင်လိုမဟုတ်တော့ပဲအန်ပြလို့သွားကြည့်ပိုင်းနိုင်တို့ကခါတိုင်းလို့နားထိုင်ကြနေနေရာမှာအတွေ့ပြဝေးပထောက်ပင်ကိုမြင်ရပြန်တော့ဝမ်းသာသလိုလေအမေကိုမြင်ရပြန်တော့ဝမ်းနေပြီးဖြစ်ပြီးပါပဲအမေကိုမြင်တော့ကြိုးရင်တန်လို့တာဝရင်မှာအခါจิตရေဘူးတန်တွေပါရီမလန်းတွေပြီးကောလေဝန္တာဝါနဲ့ဒီလိုမခွဲနိုင်ပါပဲဘုရားနဲ့ဝိမိတ်မေဘုရားနဲ့သာချစ်တဲ့မိပတော့ပင်ကိုကြည်သာတော့ပန်းဝင်းနဲ့ဝေအမေမအိုပါဘူးလှမ်းရဲ့ပါရဲ့လူပြူသေးပါမယ်မြစ်တာမြင်နာတွေတိုင်းလိုက်ပွင့်နေတဲ့ပတော့ပင်လို့ပန်းဝင်းနဲ့ဝေညည်ရည်သိမ်းမှလို့ပြုတ်ပြတမ်းမှာတာချစ်တဲ့မေ